မိုးမင်းဟာရန်ကုန်မြို့ကတိုက်ခန်းငယ်လေးတစ်ခုမှာတယောက်တည်းနေထိုင်တဲ့ရုံးစာအေးတယောက်ပါည10နာရီကျော်တိုင်းသူအိပ်ယာဝင်ဖို့အသင့်ဖြစ်နေချိန်မှာကလင်ဆိုတဲ့ဖုန်းတန်ကြားရတယ်ဖုန်းကိုကြည့်လိုက်တော့နံပါတ်မသိဆိုတဲ့စာတန်းနဲ့ဖုန်းလာနေတာဟယ်လိုဘယ်သူလဲလိုမေးတဲ့အခါဖုန်းထဲကအသက်ရှူတန်ပဲကြားရတယ်ဒုတိယညမှာဖုန်းကောက်ကင်တဲ့အခါမိန်းကလေးတစ်ယောက်ရဲ့ငိုတန်ကိုကြားရပြီးကူညီပါသူကငါ့ကိုတတ်မယ်ဆိုတဲ့စကားတန်ဘဲကြားလိုက်ရတာတပတ်ကြာတဲ့အခါမိုးမင်းဟာဖုန်းခေါ်တန်ကိုအလိုလိုနေရင်းကြောက်လာပြီးဖုန်းကိုဖွင့်မကြည့်တော့ဘူးဒါပေမဲ့ညတိုင်း3နာရီမှာဖုန်းတန်ဆက်ကြနေရတဲ့တညမှာသူအိမ်သာသွားပြီးပြန်လာတဲ့အခါသူ့အိတ်ခမ်းနံရံမှာလက်ပွေရာတွေပေါ်နေတာကိုတွေ့ရတယ်အတီလက်ပွေရာတွေကတွေးအနီရောင်တွေဆိုနေတယ်အဲ့ညကစပြီးသူ့ဖုန်းမှာနံပါတ်မသိစာတန်းကနေအိမ်နီးချင်းဆိုတဲ့စာတန်းပြောင်းသွားတဲ့မိုးမင်းဟာဒီကိစ္စကိုသူ့အိမ်ရှင်မကြီးကိုပြောပြဖို့ဆုံးဖြတ်ပြီးမနက်မှာမေးကြည့်တဲ့အခါအိမ်ရှင်မကြီးကဒီတိုက်ခန်းမှာအရင်နေခဲ့တဲ့မိန်းကလေးတစ်ယောက်ည3နာရီမှာဖုန်းပြောရင်းတငယ်ချင်းကအရှင်လက်လှည့်စားတတ်ခဲ့တယ်။သူမသေးခင်ဖုန်းနဲ့ရဲကိုခေါ်ဖို့ကြိုးစားခဲ့တယ်လို့ကြားတယ်။ညအုပ်မှာမိုးမင်းဟာဖုန်းကိုဓာတ်ခဲဖြုတ်ထားလိုက်တယ်။ဒါပေမဲ့ည3နာရီမှာကလင်ဆိုတဲ့ဖုန်းတန်ထက်ကြားရတယ်။သူအံ့အားသင့်သွားတဲ့အချိန်သူ့ရဲ့ဖုန်းမီးလင်းလာပြီးဖုန်းထဲကနေကျေးဇူးပြုပြီးငါ့ကိုကယ်တင်ပါဆိုတဲ့အတန်ထွက်လာတယ်။သူ့နောက်မှာအေးဆက်တဲ့လက်တစုံသူ့ပခုံးကိုထိလာတဲ့အခါမိုးမင်းဟာအော်ဟစ်လိုက်တယ်။ဖုန်းမှာဖုန်းခေါ်ဆိုမှုအိမ်နီးချင်း3နာရီဆိုတဲ့စာတမ်းပေါ်နေတယ်။နောက်နေ့မနက်မိုးမင်းရဲ့တိုက်ခန်းကိုရဲတွေရောက်လာတဲ့မိုးမင်းပြောက်နေပြီးနေရမှာငါတို့အိမ်နီးချင်းတွေတော့ဖြစ်တော့မယ်ဆိုတဲ့စာသားနဲ့တွေးလက်မှတ်တွေကိုတွေ့ရတယ်။ဖုန်းကတော့ည3နာရီတိုင်းခေါ်တန်ကြားနေရဆဲပါပဲ။